เอาสละใส่เอาสละใส่มิงลาบ่าညီမလေးတို့အားလုံးเนาะမမတတိတစ်ခုပေးမယ်เนาะတတိတစ်ခုပေးမယ်အသိလည်းတစ်ခုပေးမယ်เนาะကိုယောက်ျားလေးတွေကိုချစ်တဲ့အချိန်เนาะကိုဘလောက်ပဲချစ်ပါစေသေအောင်ချစ်ပါစေအဲ့ဒီယောက်ျားလေးอ่ะပေါ့เนาะကိုနို့တွေးချင်တယ်ကိုရဲ့စပ်ပါကိုတွေးချင်တယ်ကိုရဲ့ကိုလုံးကိုပေါင်းအကလုံးတွေးချင်တယ်ဗီဒီယိုရိုက်ပေးပါဗီဒီယိုခိုးနဲ့လောက်ပေးပါเนาะနို့ပေါင်တွေရိုက်ပြီးသူ့စီမှာပို့လာပေးပါသူ့ကိုချေးလို့สิအဲ့ဒါသူ့ကိုလုံးဝမယုံနဲ့เนาะညီမလေးเนาะလုံးဝမယုံနဲ့အဲ့အချိန်မှာ तू ကသူ့ကိုအရန်ယုံလို့ရပြီမဲ့လေဒါပေမဲ့ကိုရဲ့နို့ပေါင်တွေကိုရဲ့စပ်ပါပေါင်တွေမရိုက်နဲ့သူ့စီမှာလုံးဝမပိုးနဲ့เนาะအနာကဆိုတာမသေးချဘူးလေအနာကဆိုတာနည်းနည်းမှမသေးချဘူးကိုလည်းသူနဲ့တက်လုံးဥမာကိုကနို့ပုံတွေကိုကရိုက်ပြီးကိုရဲ့စပ်ပပုံတွေကိုကရိုက်ပြီးကိုရဲ့ဗီဒီယိုကိုလုံးကိုပေါက်တွေကောင်လုံးရိုက်ပြီးသူစီမှာပေါ်လို့ရှိရင်ကိုကတနေ့ကျရင်ကိုကသူနဲ့ညားတယ်သူကကိုရဲ့ယောက်ျားဖြစ်တဲ့တက်လုံးပေါင်ရလို့ရှိရင်အဲ့ဒါကတော့ကိုရဲ့ဗီဒီယိုကတော့ဘယ်လိုပြောမလဲကိုမကြောက်ရဘူးပေါ့နော်သူဟိုလူဒီလိုပို့ပေးမို့ကိုမကြောက်ရဘူးဒါပေမဲ့အခုခင်မှလေကိုကအဲ့ဒီနို့ကိုပြလိုက်ပြီးအဲ့ဒီစပပြလိုက်ပြီးသူစီမှာပိုးလိုက်ပြီးဆိုရင်လေဥမာသူနဲ့ရလိုက်ပြီးဆိုပေမဲ့လေသူဖုန်းတွေပြောင်းလို့ရှိရင်ကိုရဲ့ဗီဒီယိုတွေကသူများပြန်ကောက်လို့ရတယ်ကိုရဲ့ပုံတွေကိုရဲ့နို့ပုံတွေကိုရဲ့စပပုံတွေသူများပြန်ကြေးလို့ရတယ်ပြန်ကောက်လို့ရတယ်ဟိုလူဒီလူစီမှာသူတို့ပို့ပေးလို့ရတယ်အဲ့ကြောင့်လူတယောက်ဘလောက်ပဲယုံရပါစေနော်အနာကသူနဲ့ပေါင်းရပါစေလေမမပြောပြမယ်နော်နို့ပုံတွေစပပုံတွေဗီဒီယိုပုံတွေသူတို့စီမှာလုံးဝမပို့နဲ့နောက်ပြီးတော့ဗီဒီယိုခိုးနဲ့စကားပြောတဲ့အချိန်မှာလည်းနို့ပြပေးစပပြပေးဒီမျိုးပြောလို့ရှိရင်လေမပြနဲ့သူတို့တပုံရိုက်လို့ရတယ်သူတို့ဗီဒီယိုနဲ့လူခိုးလို့ရတယ်အဲကြောင့်လုံးဝမလုံးနဲ့ဘာဖြစ်လို့လဲဆိုတော့မမနော်နကလူနော်မမတွဲပြီးနော်သူတို့ကလူဖွင့်တာနော်ဖွင့်ပြီးတော့ကောင်မလေးတွေကပေါ့နော်နို့ပြတဲ့ကောင်မလေးတွေစပပြတဲ့ကောင်မလေးတွေပုံပဲဖြစ်ဗီဒီယိုပဲဖြစ်ပေါ့နော်သူတို့အဲ့ဒီကလူကိုသူတို့လာပို့ကြတယ်နော်သူတို့လာပို့ကြတယ်သူတို့လာပို့ပြီးအဲ့ဒီကလေးတွေကအဲ့ဒီကလေးမတွေကပေါ့နော်သူတို့တွေကအသက်လည်းငယ်သေးတယ်လေအသက်ငယ်သေးတယ်သူတို့ဒီမျိုးလောက်တာသူတို့အဲ့ဒီကောင်လေးကိုသူတို့ချစ်လို့သူတို့ယုံကြည်လို့နော်သူတို့ကပို့တာအဲ့ဒါသူတို့ချစ်သူလို့ဖြစ်မှာပေါ့နော်အရင်တော့ဆိုရင်ချစ်သူပေါ့နော်နောက်တော့သူတို့ကွဲသွားတဲ့အချိန်မှာသူတို့စီးတဲ့ဗီဒီယိုတွေတပုံတွေအားလုံးကအဲ့ဒီသူတို့ရဲ့ချစ်သူအဟောင်းပေါ့နော်သူတငယ်ချင်းစီမှာတစ်ချက်လိုက်ပို့ပေါ့နော်ဒီနေ့မမတွေ့တာမမသိတဲ့လူတွေပါတယ်အဲ့ဒီပုံတွေထဲမှာပေါ့နော်ဗီဒီယိုထဲမှာပေါ့နော်ကောင်မလေးတွေကပေါ့နော်နို့တွေပြတယ်ဟိုဟာသူတို့ပြတာပေါ့နော်အဲ့ဒါမမသိတယ်ဒါမဲ့မမညီမလေးတွေကိုမယုံဘူးအထင်မသေးဘူးမမနားလဲတယ်ကိုကယောက်ျားလေးတယောက်ကိုကအရန်ချစ်ပြီးဆိုရင်သူတို့လိုချင်တဲ့အရာတွေအားလုံးကိုကသူတို့ပေးချင်တယ်သူတို့ကြည့်ချင်တဲ့အရာတွေကကိုကပေးကြည့်ချင်တယ်ဒါမဲ့ကိုကမထင်မိဘူးဟုတ်လားတနေ့ကျရင်သူတို့ကိုပုံတွေကိုဗီဒီယိုတွေဟိုလူဒီလူစီမှာသူတို့ပြန်ပို့ပေးမလို့အဲအကြောင်းလူတွေရဲ့စိုက်ရလေညီမလေးတို့မယုံနဲ့နော်ကိုဘလောက်ပဲယုံသေးအောင်ယုံလိုက်ပါစီကိုရဲ့နို့ပုံတွေကိုရဲ့စပပုံတွေကိုရဲ့ဗီဒီယိုတွေကိုလုံးကိုပေါက်တွေအားလုံးပေါ့နော်သူတို့စီမှာမပို့ပေးနဲ့နော်မပို့နဲ့ဘာဖြစ်လို့လဲဆိုတော့ပုံအခုဆို social media ခေတ်လေနော် social media ခေတ်တစ်ခါတလေသူတို့ကမပို့ရဘူးဒါပေမဲ့သူတို့တငယ်ချင်းတရားသူတို့ရဲ့ဖုန်းကစားလိုက်လို့ရှိရင်ညီမလေးရဲ့ပုံတွေညီမလေးတွေရဲ့ဗီဒီယိုတွေသူတို့တွေ့လို့ရှိရင်သူတို့ဟိုလူကိုခိုးပိုးလိုက်ရတယ်ဒီလူကိုခိုးပိုးလိုက်ရတယ်မဟုတ်လို့ရှိရင်လေကိုရဲ့ချစ်သူရဲ့ဖုန်းကအဟဲခံထီလို့ရှိရင်လေသူများယူလို့ရတယ်အဲ့ဒီဗီဒီယိုတွေတပုံတွေကနော်တတိထားလုံးဝမလုံးနဲ့လုံးဝမလုံးနဲ့နော်ဒီလိုမျိုးလုံးဝပုံတွေမရိုက်နဲ့နော်အခုမမပြောတဲ့စကားကကြားတဲ့ညီမလေးတွေပေါ့နော်အသက်ကြီးတဲ့ညီမလေးတွေပဲဖြစ်အသက်ငယ်တဲ့ညီမလေးတွေပဲဖြစ်ပေါ့နော်များချဲပေးပါနော်မမအရန်စိတ်ပူလို့ပါမမတွေ့တာနော်ကလိုစီပြီနော်အဲ့ကောင်ကလေးအဲ့ကလေးမတွေကသူတို့ကရိုးသားတွေပဲကလေးအသက်နုတွေပဲအသက်16နှစ်19နှစ်အသက်20တွေပေါ့နော်သူတို့ဒီမျိုးလောက်တာလေသူတို့မိုးပြောလို့ရှိရင်ဘယ်သူပဲဖြစ်ပေါ့နော်အဲ့ဒီဗီဒီယိုတွေအဲ့ဒီပုံတွေသူတို့နို့ပုံတွေသူတို့စပပုံတွေတွေ့တဲ့လူတွေပဲဖြစ်ပေါ့နော်သူတို့ကိုအထင်မသေးလိုက်ပါနဲ့သူတို့ကိုနားလဲပေးပါသူတို့ကအဲ့ဒီကောင်လေးတွေကိုပေါ့နော်သူတို့ရဲ့ကောင်လေးတွေကိုသူတို့ယုံကြည်လို့သူတို့ပြတာပါနော်သူတို့ယုံကြည်လို့သူတို့ပြတာပါသူတို့မထင်မိလို့ပါသူတို့သိလို့ရှိရင်တနေ့ကျရင်သူတို့ပုံတွေသူတို့ဗီဒီယိုတွေအဲ့ကောင်လေးကသူတငယ်ချင်းစီမှာတစ်ချက်ပြန်ပို့ပေးမယ်ဆိုရင်သူတို့ကလုံးဝမလုပ်ဘူးနော်သူတို့ကအသက်ငယ်သေးတယ်နော်နောက်ပြီးတော့သူတို့မသိဘူးလေဘာတွေဖြစ်လာမလဲဆိုတော့အနာကသူတို့အသက်ငယ်သေးတယ်ဆိုတော့နားလေပေးကြပါနော်ဘယ်သူပဲဖြစ်အဲ့ဒီကောင်မလေးပုံတွေပဲဖြစ်ပေါ့နော်
သူတို့ရဲ့ no ပုံပဲဖြစ်သူတို့ဟာပုံပဲဖြစ်တွေးလို့ရှိရင်သူတို့အထင်မသေးလိုက်ပါနဲ့เนาะအရင်တော့ကလူမျိုးပဲဆက်ဆံပါနားလဲပေးပါသူတို့အဲ့ဒီခွေးတဒေါင်းစားကောင်တွေကပေါ့နော်အဲ့ဒီခွေးတဒေါင်းစားကောင်တွေကနင်တို့တတိထားနော်မိုင်းကလေးတွေကနင်တို့ချစ်လို့နင်တို့ရောင်ကြည်လို့အဲ့ဒီပုံတွေသူတို့နင်တို့စီမှာသူတို့ပို့တာနော်နို့ပုံတွေစပပုံတွေဗီဒီယိုတွေပဲဖြစ်ပေါ့နော်သူတို့နင်တို့ချစ်လို့ရောင်ကြည်လို့နော်နင်တို့စီမှာပို့လိုက်တာနော်ပြီးတော့နင်တို့ကမဟုတ်ဘူးနော်သူရဲ့ပုံတွေသူရဲ့ဗီဒီယိုတွေသူရဲ့စပပုံတွေနှုတ်ပုံတွေပေါ့နော်ညီတို့သူများစီမှာတစ်ချက်ညီတို့လိုက်ပို့အဲ့ဒါညီတို့ဝတ်လဲမယ်ညီတို့ဝတ်လေတနေ့ကျရင်ညီတို့သမီးတွေစီးလို့စီရင်ညီတို့တူမလေးတွေပဲဖြစ်ဖြစ်ညီတို့သမီးတွေစီးလို့စီရင်လေညီတို့သမီးတွေကလေပလိုက်ချင်းခံရမယ်ပလိုက်ချင်းခံပြီးမကဒီလိုမျိုးသူများသားသမီးဗီဒီယိုပုံတွေညီတို့လိုက်ပို့တာလေညီတို့သမီးအလဲကျရင်ပလိုက်ချင်းခံရမယ်နော်40ချောင်း40ချောင်း20အချောင်း90အချောင်း100နဲ့အလိုခံရမယ်နောက်ပြီးတော့ညီတို့ဗီဒီအဲ့ဒီဗီဒီယိုလေးကလေညီတို့ဘာသာနဲ့ညီတို့ပြန်တွေးမယ်ညီတို့ပြန်တွေးမယ်ညီတို့မပူနဲ့အခုသူများသားသမီးတွေရဲ့ဗီဒီယိုကလေစပပုံတွေစပတွေနို့တွေဗီဒီယိုတွေပဲညီတို့တွေးရတယ်ညီတို့သမီးတွေအလဲကျရင်လေအပြာကားလိုမျိုးညီတို့တွေးမယ်ညီတို့မထားနော်ညီတို့မထားအဲ့ကြောင့်နော်သူများသားသမီးကိုမဖြက်စီးခင်နင်တို့သားသမီးအလက်ကိုလည်းနင်တို့သေချာပြန်စင်းစားအခုနင်တို့လိုက်ပို့တဲ့ဗီဒီယိုလေးသူများသားသမီးပုံတွေဗီဒီယိုတွေလည်းလေနင်တို့ဝုမလဲချင်လေနင်တို့အမြန်လေးနဲ့ပြန်ဖြဲလိုက်နော်ဘာလဲနင်တို့အဲ့ဒီပုံတွေဗီဒီယိုတွေသူများစီမှာလိုက်ပို့တာအဲ့ဒီကောင်မလေးတွေသူများအထင်သေးသွားအောင်နင်တို့လောက်မယ်ဟုတ်လားဒါမဲ့နင်တို့ရဲ့စိတ်ဓာတ်နဲ့နင်တို့ရဲ့စောက်ကြည့်ကိုနင်တို့သေချာပြန်စင်းစားကြည့်နော်ဒါပေမဲ့အမတော့တွေးတယ်အဲ့ဒီကောင်မလေးတွေကိုလေအဲ့ဒီကလေးမတွေမမသိတယ်ဒါပေမဲ့မမသူတို့အတွက်နားလေပြတယ်သူတို့ကနင်တို့ချစ်လို့ယုံကြည်လို့နော်သူတို့စီးတဲ့အရာတွေကနင်တို့လိုက်နင်တို့စီမှာလိုက်ပို့တာမအေလိုးကောင်ရဲ့မအေလိုးကိုမေကိုလိုးရဲ့နော်ဖေချင်းစိုးတွေနော်အဲကြောင့်နင်တို့အဖေဆိုနဲ့မဖေချင်လေသူများသားသမီးပုံတွေနင်တို့အမြန်ဖြဲမလိုက်ပို့နဲ့ခွေးတဒေါင်းစားတို့ရေနင်တို့ဝတ်လက်မယ်နဲ့နင်တို့သားသမီးတွေအလက်ရောက်လို့စီရင်လေနော်အပြာကားလိုမျိုးနိသမီးစပလေသူများတွေလိုမှာပြဲအောင်လိုမှာနေပြန်တွေးရမယ်နိပြစင်းနဲ့နေပြန်တွေးရမယ်ခွေးတဒေါင်းစားနော်ဘဒူပဲဖြစ်ဒီလိုမျိုးလောက်လို့စီရင်လေနင်တို့ဘွားဆက်တန်နင်တို့သားသမီးတွေပလိတ်ချင်းခံရပါစေလို့ငါဆုတောင်းပေးတယ်နော်အဲကြောင့်ညီမလေးတို့အားလုံးလုံးဝမလုံနဲ့အဲ့ဒီကောင်လေးကိုသေအောင်ချိလိုက်ပါစေနို့ပုံတွေစပပုံတွေ तू ကတောင်းကြည့်ရင်လေလုံးဝမပို့ပေးနဲ့ကြားလာမမပြောတာပို့လို့စီရင်တနေ့ကျရင်ကိုရဲ့ဗီဒီယိုတွေကိုရဲ့စပပုံတွေနို့ပုံတွေကလေsocial media မှာနော်ဖြတ်မယ်နော်သူများတွေတွေးကြမယ်သူတို့ပို့မယ်အဲကြောင့်လုံးဝမလုံနဲ့မမပြောတာမထားလုံးဝမလုံးနဲ့နော်ကောင်လေးတယောက်ကကိုတကယ်ချီလို့စီရင်ကိုကမပေးချီလို့စီရင်သူတို့မှပြဿနာမရှိဘူးသူတို့မကြည့်ဘူးကောင်လေးတယောက်ကိုတကယ်ချီလို့စီရင် तू ကတွေးချင်ပေမဲ့လည်းကိုကမပေးချီလို့စီရင် तू ကနားလေပေးမှာပါအဲ့ဒါကိုတကယ်ချီတဲ့ယောက်ျားနော်ကိုတကယ်မချီတဲ့ယောက်ျားတွေကလေကိုဖြက်စီးချင်ရင်လေဘလောက်ပဲချောပါစေနော်နင်ငါ့ကိုချီလို့စီရင်နင်ဟာနင်ငါ့ကိုပေးချီရမှာအဲ့ဒါဘာညာနဲ့ပြောလို့စီရင်လုံးဝမယုံနဲ့ဒီလိုမျိုးကောင်လေးတွေနော်ညီမလေးပုံတွေနို့ပုံပို့လာစပပုံတွေပို့လာကိုကြီးကိုချီလို့စီရင်လေဒီလိုမျိုးပြောလို့စီရင်အဲ့ဒီကောင်လေးကိုချက်ချင်းဖျားလိုက်လုံးဝမယူနဲ့နော်လုံးဝမယူနဲ့